3,000ကျပ်တယ်နဲ့ပေါ့နော်ကျွန်တော်ဒီဖုန်းလေးကျွန်တော်ရောင်းပေးမယ်3,300ဆိုတကယ်ဦးတက်နေဘာမှရှာလို့မရဘူးဒီဈေးနဲ့က offer error ကလုံးဝအလုံး100တောင်းကိုကျွန်တော်ရောင်းပေးမှာ14နိုင်ကျွန်တော်အောင်မောင်စီအမကန်ဆိုဖုန်းရဲ့ error တော့တစ်လားတိတောင်းဝင်ယူလာတယ်ဒီမှာပေါ့နော်ဒီကောင်လေး Redmi A5 လေးဒီကောင် RAM 4128GB ကိုဗျာဒီကောင်ကိုကျွန်တော်3,000နဲ့ကျွန်တော်ရောင်းချပေးမှာဒီကောင်လေးအလုံးလေးတော့တော်တော်တက်နေဗျအကိုတို့မြင်တဲ့အတိုင်းပဲမကြည့်ဘေးပေါင်ပတ်လေတော်တော်တက်နေအရှင်းအနောက်အပွင့်နဲ့လုံးဝမရှိတဲ့ဟောကျွန်တော်3,300ကျပ်တယ်ကျွန်တော်ရောင်းချပေးမယ်နောက်တဲ့မှာကျွန်တော် CB လေးတွေရှိမယ်ဒါလေးတွေကျွန်တော်ပြီးဟိုနေ့ရတယ်ကျွန်တော်မရောင်းရသေးဘူးဒါလေးတွေအဲ့တော့ဒီမှာနောက်တဲ့နှုတ်တွဲတာဖို့ရှိမှာဒီကောင်လေးက Redmi Note တာဖို့ RAM 8256GB ကိုလုံးဝလာစာအပြစ်ပြောပြရမရှိတဲ့ဖုန်းလေးကိုကျွန်တော်6,300ကျပ်တယ်နဲ့ကျွန်တော်ရောင်းချပေးမယ်ဒီကောင်လေးကိုလည်းဒီကောင်လည်းလုံးဝကိုအာမခံပေးတာဒီကောင်လည်းနောက်တဲ့အခုလာမယ်Honda 200လိုက်လက်ရှိတော်တော်များများ Honda ဆိုရင်တော်တော်ကြိုက်တဲ့ Honda 200လိုက်ဒီကောင်လေးက RAM 256GB ကိုလုံးဝအမဲအောင်အလုံး solid 100အတန့်လေးဒီကောင်လေးကိုကျွန်တော်9,300ကျပ်တယ်ကျွန်တော်ရောင်းချပေးမယ်ဒီကောင်လေးပေါ့နော်တော်တော်မိုက်တယ်ဒီကောင်လေးကအဲ့တော့ error gain လုံးဝအလုံးတက်နေကိုကျွန်တော်ရောင်းချပေးလိုက်အတွက်လူချင်းမင်းတို့ကျွန်တော်ဒီမှာလာဝယ်လို့ရတယ်ဖုန်းလေးကိုကျွန်တော်လည်း error ဘန်းအောင်ကျွန်တော်ပြေဝတာဝန်ယူရတော့ error ကိုလုံးဝလှည့်ကြည့်စရာမလိုအောင်ကျွန်တော်လုပ်ပေးရတယ်အဓိကတော့ကျွန်တော်ပြောနေရစကားပေါ့နော်အဓိကတော့ယုံကြည်မှုပဲယုံကြည်မှုရှိရင်ကျွန်တော်ကြီးကိုမိတ်ဆွေလာဝယ်လို့ရတယ်ဒီကလို့စိုက်ဖွင့်နေရတော့မနက်9နိုင်ရကျွန်တော်ည7နိုင်8နိုင်ကျွန်တော်ရှိတယ်အဲ့တော့ဟိုကျွန်တော်ကိုဆက်သွယ်မယ်ဆိုရင်9,630 3090ကိုဆက်သွယ်ပြီးလို့ရတယ်